ဒီနေ့ကျွန်တော်ကင်မရာဆရာတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတစ်ခုကိုမနေ့ကကျွန်တော်ဝယ်လာခဲ့တယ်။ဘာပစ္စည်းလေးဖြစ်မလဲဆိုတော့ SD card ပါ Sandisk Extreme Pro เนาะကျွန်တော် UHS 1အဲ့ဒီကတ်ကိုကျွန်တော်ဝယ်လိုက်တဲ့128ပါ200 MB/s ကျွန်တော်မှာ32 တကက်ရှိပြီးသားဒါပေမဲ့ဗီဒီယိုရိုက်ဖို့အတွက်ကျွန်တော်အသုံးမတည့်ဘူးအဲ့ဒါကြောင့်မို့ဒီကတ်ကိုကျွန်တော်အရန်ပဲထားတော့မယ်အဲ့ဒါကြောင့်မို့အရန်အနေနဲ့ကျွန်တော်တရားကိုသုံးပါမယ်အခုဝယ်လာတဲ့ကတ်ကိုတော့ကျွန်တော်က main ကတ်အနေနဲ့သုံးပါပါဒါမနေ့ကကျွန်တော်ဝယ်လာတာပါ128 GB ဖြစ်ပါတယ်သူမှာထိုင်းရဲ့ official warranty လေးပါတယ်2 year warranty ပေးတယ်လို့ဆိုင်ရတော့ပြောထားတယ်တကယ်ပြတ်မှာသွားလဲကြည့်ရမှာပဲပြတ်မှာပါမပြတ်ရင်တော့လည်းလဲပါဦးเนาะအခုဒီမှာဒီကက်လေးမိတ်ဆွေတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက်ဗီဒီယို quality တွေကိုထုတ်ပေးနိုင်ဖို့ကျွန်တော်ကပြင်ဆင်နေတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘက်က professional သုံးလို့ရမယ့်ပစ္စည်းမှန်သမျှကျွန်တော်အကုန်လုံးကိုစုနေတယ်ကျွန်တော် ਨੇ ဗီဒီယိုရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းဆက်သွယ်နိုင်ပါတယ် commercial ကတော့ commercial ဈေးနှုန်းတိုင်းဖြစ်ပါမယ် social media မှာသုံးမယ်ဆိုရင်တော့အသက်သာဆုံးဈေးနှုန်းတစ်ခုနဲ့ကျွန်တော်လုပ်ပေးမှာပဲဖြစ်ပါတယ်ဗီဒီယိုတပုတ်ချင်းစီရဲ့ဈေးနှုန်းတွေကိုသိကျင်တယ်ဆိုရင်တော့ကျွန်တော်ကိုဓာတ်ရိုက်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်